ဒီနေ့မှာတော့ချင်းချင်းဆက်ဆက်အရသာရှိပြီးတော့လေအနံ့ရတာနဲ့ရင်တည်ယူစီမဲ့ရခိုင်ကပိချက်လေးကိုချက်ပြမှာပါဒီရခိုင်ကပိချက်ချက်တဲ့နည်းကိုတော့ချီလီအမေရဲ့တငယ်ချင်းရခိုင်လူမျိုးတယောက်ကတင်ပေးထားတာပါသူကလေငရုတ်သီးကိုအပွားအတောင်ရှိပေါ့နော်အရင်မဆက်တဲ့အပွားအတောင်ရှိကိုသုံးရပါတယ်ဘာဖြစ်လို့လဲဆိုတော့ငရုတ်သီးတွေအများကြီးထည့်ပြီးချက်ရတာမို့လို့ပါဒါပေမဲ့အဆက်ရတာတော့ရရမယ်နော်ပြီးရင်မကြီးသီးနဲ့စိမ့်စားငပီကိုလည်းစတူလုံထားပြီးတော့ဖြော်ပြီးတော့ထည့်ရပါတယ်။စီလဲမပါဘဲနဲ့ချက်တာဖြစ်တဲ့အတွက်ကြောင့်ကျမရည်နဲ့လည်းညီညွတ်ပါတယ်။ဒီဟာကိုအရွက်ပြုတ်တို့ဘူးသီးပြုတ်တို့နဲ့တွဲစားရင်ရမ်းလိုက်ပါတယ်။ငါ့ကိုတော့ကိုကြိုက်တဲ့ငါသုံးလို့ရပါတယ်။ချီလီတို့အိမ်ကတော့လေငချင်းစားတာများလို့ငချင်းကိုသုံးထားပါတယ်။ငချင်းကိုအရင်ဆုံးစားစနွင်းအရသာဟုံလေးနဲ့နေထားတယ်ပေါ့နော်။ပြီးရင်စိမ့်စားငပီနဲ့မကြီးသီးစားတူကိုခုလိုမျိုးအနှစ်ဖြစ်သည့်အထိရေထည့်ပြီးတော့ဖြော်ထားပါတယ်။အကြီးသေးနဲ့လေစိမ့်စားငပီကိုအခုလိုရေနဲ့ဖြော်လိုက်တာနဲ့လေအနံ့ကမှုေးပြီးတော့ထွက်လာပါတယ်။ငရုတ်သီးစိမ့်ကိုတော့ဒီနေရာမှာအညာလေးတွေချွေပြီးထောင်းရင်လည်းရပါတယ်။ချီလီကတော့ကြိတ်ပဲကြိတ်တော့မှာပါ။သူကလေအမှုမြများလေးနဲ့ချက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီငရုတ်သီးစိမ့်ကိုသုံးရပါတယ်။ကိုကလေအဆက်လိုတဲ့ထင်တော့ငရုတ်သီးစိမ့်ယူအတောင်ပေါ့နော်ဆက်တဲ့ငရုတ်သီးစိမ့်တောင်ကိုထပ်ထည့်ပြီးတော့ချက်လဲရပါတယ်။စီသုံးစရာမလိုပါဘူးစီတက်စရာလည်းမလိုလုံးချက်ချက်ရမှာဖြစ်ပါတယ်အိုးထဲကိုအရသာနေထားတဲ့ငချင်းထည့်ပါတယ်ပြီးရင်ငရုတ်သီးစိမ့်ကြိတ်ထားတာလေးကိုထည့်ပါတယ်မကြီးသီးနဲ့စိမ့်စားငပီဖြော်ထားတာကိုအရေးစစ်ပြီးတော့ထည့်ပါတယ်ဒီနေရာမှာဒီရခိုင်ငပိချက်ကအရေးများများလေးနဲ့လေးစမ်းစားရမှာဖြစ်တဲ့အတွက်ကြောင့်ရေထပ်ဖြော်ပြီးတော့ထည့်ထားပါတယ်အဖုံးအုပ်ပြီးတော့လေးခဏလောက်တဲထားပြီးပြီဆိုရင်ပွက်ပွက်ဆူပြီးတော့ရေလဲအနေတော်ကြပြီဆိုရင်တော့ရခိုင်ကပိချက်လေးရပါပြီငကျင်းတုံးလေးတွေကိုလည်းချင်းနဲ့ဆက်တဲ့အရသာကလေးစိတ်ဝင်နေတဲ့အတွက်ကြောင့်အရန်စားကောင်းပါတယ်ဒီရခိုင်ကပိချက်ကလေးတခြားငပိချက်တွေနဲ့မတူပဲအနံ့အားလည်းအရန်မှုေးပြီးတော့လေအနံ့ရတာနဲ့ရင်ဗိုက်စာလာမှသိကြပါတယ်ရှင်